ကဲစချင်းမှာတော့လူတစုဟာအဖွဲ့လိုက်ကြီးတန်းချင်းတစ်ခုတည်းကိုဝင်ဖို့ပြင်နေကြတာပေါ့အဖွဲ့ထဲမှာခေါင်းဆောင်ပုံစံနဲ့ရွှေအိုရောင်စပင်နဲ့တယောက်ရဲ့အဖိုးကြီးတယောက်ဝါတုတ်တယောက်စပင်နီနဲ့ကောင်မလေးရဲ့နောက်ပြီးကျွန်တော်တို့ရဲ့အေးဆေးတည်ငြိမ်နေတဲ့မင်းသားကြီးရဲ့ပေါ့ရုတ်တရက်ကြီးချစ်စရာကောင်းတယ်လို့နဲ့တကယ်တော့အင်မတန်ရက်ဆက်တဲ့နတ်သူငယ်မလေးတယောက်ပေါ်လာတယ်သူမကပေါ်လာယုံနဲ့လူတိုင်းကသူမကိုဝိုင်းကြည့်နေကြတာဟိုရွှေအိုရောင်စပင်နဲ့လူကသူမကိုရန်သွားစပြီးသူ့ကိုတီးတိုက်ခိုက်ဖို့အတွက်ထုတ်ပြီးတိုက်ခိုက်ဖို့ပြင်နေချိန်မှာပဲနတ်သူငယ်လေးကတပြင်းတစ်ချက်ချပြီးမျက်တောက်တစ်ခတ်အတွင်းမှာပဲစပင်ရွှေအိုရောင်ရဲ့ခေါင်းကပြတ်သွားအောင်လုပ်လိုက်ပါတယ်ခေါင်းကမြေပြင်ပေါ်ကျသွားပါတယ်အဲ့ဒါကိုမြင်ပြီးလူတိုင်းထိတ်လန့်သွားပါတယ်အဲ့ချိန်မှာနတ်သူငယ်ရဲ့မျက်နှာကြီးဟာဆိုဖြင့်စိတ်ကြည်နဲ့အားရပြီးကြောက်စရာကောင်းအောင်ပြုံးနေပါတယ်အဲ့ချိန်မှာပဲနတ်သူငယ်ခေါ်ပေါ်မှာဆစ်စံကြလာပြီးဂိတ်ပေါက်ဖွင့်ပေးဖို့အချက်ပြလာပါတယ်အဲ့ချိန်မှာပဲနတ်သူငယ်လေးကအားလုံးအစင်သင့်ဖြစ်ပြီလားဆိုပြီးဂိတ်ပေါက်ကြီးကိုဖွင့်လိုက်ပါတယ်အဲ့ဒီချိန်မှာကျွန်တော်တို့ရဲ့မင်းသားဟာဆိုရင်ဖြင့်မကြောက်မလန့်ပဲနဲ့ငါတို့ကိုအချိန်လေးခဏပေးပြီးငါတို့မှာလက်နက်တွေမရှိဘူးတိုက်ခိုက်ဖို့အတွက်ဆိုပြီးပြောပြီးလက်နက်တွေကိုတောင်းပါတယ်အဲ့ချိန်မှာပဲနတ်သူငယ်တွင် system ထပ်ပေါ်လာပြီးသူရဲ့ကောင်းများမှာလက်နက်မရှိပါဆိုပြီးတော့တက်လာပါတယ်အဲ့ချိန်မှာပဲမင်းသားကတော့ဟိုမှာလက်နက်ခန့်မဟုတ်ဆိုပြီးပြောပါတယ်အဲ့ချိန်မှာပဲမင်းသားတို့တွေကလက်နက်ခန့်နဲ့တွားပြီးအစင်နေတဲ့လက်နက်တွေပဲရှာပြီးတော့ရှိတဲ့လက်နက်ကိုပဲဆွဲယူလာကြပါတယ်လူတစုကတော့အပြင်ကိုထွက်လာကြပါတယ်အဲ့ချိန်မှာနတ်သူငယ်ကတော့ဂိတ်ထဲကိုအမြန်ဝင်ခိုင်းနေပါတယ်ငါတို့မင်းသားကတော့အခြားလူတွေနဲ့မတူပဲအေးအေးဆေးဆေးပဲအစင်တစ်သားတိုင်းနဲ့ဓာတ်ကိုကင်လိုက်ပါတယ်ဟိုစပင်နီနဲ့တယောက်ကတော့မြားကိုယူလိုက်ပါတယ်မင်းသားတို့အဖွဲ့အစင်တင်ဖြစ်ပြီဆိုတာနဲ့ဂိတ်ပေါက်ထဲကိုဝင်သွားကြပါတယ်အထဲမှာတော့တခါးပေါက်ကြီးတစ်ခုရှိပါတယ်အဲ့ထဲကိုမင်းသားတို့အဖွဲ့ရောက်သွားတာနဲ့အခြားနေရာသို့ရောက်သွားတော့မင်းသားတို့မှာအဲ့အော်သွားကြတာပေါ့မင်းသားကတော့တီကြီးနဲ့ပေါ့မကြပါဘူး main dungeon ထဲကိုရောက်သွားတာနဲ့ goblin လိုမျိုးမိစ္ဆာကောင်တွေအုပ်စုလိုက်ကြီးဝိုင်းလာတော့တာပဲတခြားလူတွေကတော့ငါတို့တေတော့မှာပဲဆိုပြီးအော်ဟစ်ပြေးလွှားနေကြပေမဲ့မင်းသားကတော့စပင်နီနဲ့ကောင်မလေးကိုကာကွယ်ပေးရင်သူ့ရဲ့ဓာတ်နဲ့ဒိုင်းကိုကင်ပြီးတော့တိုက်ခိုက်ဖို့အသင့်ပြင်ဆင်ထားပါတယ်နောက်ဆုံးမှာတော့မင်းသားရဲ့ပြတ်သားတဲ့အကြည့်နဲ့အတူမိစ္ဆာတွေကိုအပြတ်ရှင်းဖို့အားယူလိုက်တဲ့နေရာမှာပဲဒီအပိုင်းလေးကပြီးသွားပါပြီနောက်ပိုင်းလေးတွေကိုအစင်မပြတ်တင်ပေးမှမူကြည့်ချင်ရင်တော့ like and subscribe လေးနှိပ်ပေးကြပါဦး